The Dingong Baga, the national to Pipare. The national native, the Dingong Baga, use on Lade, Nene Punjachan, Nene Nukpato Gonsinga, Ikaleshalo, a take be Yara Pipare, Greek Baras Ga Api Ikalesha, English Apicado, Chaslu a take be Yara Pipare, Chasures a Galonga, Greek Baras Gapide Ikalesha, Ma Sinta Labi, Ma, Tuya take bega. Nangando mia I Sompia Chamia Chamaya, Lumia, Suwea, Ajalo, Kora Pibare. Sulu Chine Ajaga, Krianga Betoma, Lula de Krian Pilumiabu, Krian Suraga, Tenchomu Alma, Shineyame, Goata Kukuya, Tenchomu Alma, General Payaluri, Pastari or Lagang, Tiawi Alma, General, Tenchomu Alma, the Kuku Alma, Chigo, Shineyama Pibare. General Tomemia Teneyaga. Pia Jong Suraga, Piago Kuku de Nea, Pia Wupu de Nea, Pia Chimone Nea Lube, Tinjara Pibare, Dame Ditepura Pibare, Ditepure, Pare Pudales or General Atueco, Maisa Chiame, General Pia Jong Lare, Jong Yingaro, Bales no General, Kapachigo, Luamu Puya, Kapachigo, Okchopuya to a General, Simin Sikamiago, Pimbere Nea, so a General Bapilem. Delut atuya ko general chengdabu atwe lu atta phitပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာကခရိယန်ရဲ့အသက်တာထဲမှာကထင်းချုံမှုအောက်မှာရှိနေရမယ်လွတ်လပ်တဲ့ခရိယန်မဖြစ်နေရဘူးကျွန်တော်တို့ကထင်းချုံမှုအောက်မှာရှိနေရမှာဖြစ်ပါတယ်ဖျားเจ้าဆိုတဲ့အတိတ်ပဲပေါ့နော်ဒီဖျားเจ้าဆိုတဲ့အတိတ်ပဲကကျွန်တော်တို့ခရိယန်ရဲ့အသက်တာထဲမှာ၃မျိုးတွေ့ရတယ်သုံးမျိုးကနံပါတ်1ကရှုံးနစ်တော်ခရိယန်နဲ့နံပါတ်2ကတော့စစ်သွေးကြွခရိယန်နံပါတ်3ကျတော့အောင်ပွဲကံခရိယန်ဖြစ်ပါတယ်အဲ့တော့ရှုံးနစ်တော်ခရိယန်ဆိုတာကဒီခရိယန်ကယေရှုကိုသိတယ်လားဆိုတာသိတယ်ဒါပေမဲ့ तू မသိတဲ့အရာတစ်ခုကျတော့ तू ကနည်းနည်းတဲ့ဖွင့်ပြချက်နှုတ်ပတ်တော်ကိုအပြည့်အဝနားမလည်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အခွင့်အာဏာကိုအပြည့်အဝနားမလည်တာဖြစ်တဲ့အတွက်ကိုကရှုံးနစ်တော်သူတယောက်လို့မြင်နေရတာဖြစ်ပါတယ်ဒီလူတယောက်ကျတော့ယေရှုကိုယုံတယ်လားယေရှုယုံနိုင်တယ်ယေရှုကိုသိတယ်လားသိနိုင်တယ်ဒါပေမဲ့ဒီခရိယန်ကျတော့ဘာလဲဆိုတော့ရှုံးနစ်တဲ့ခရိယန်ဖြစ်နေပါတယ်နောက်တစ်ခုကျတော့စစ်သွေးကြွခရိယန်စစ်သွေးကြွခရိယန်ဆိုတာကဘာကိုဆိုလိုတာလဲနတ်ဆိုးကိုအမေရန်တိုက်ခိုက်နေတဲ့သူတွေဖြစ်ပါတယ်နတ်ဆိုးကိုအမေရန်တိုက်ခိုက်နေတဲ့ခရိယန်ကစစ်သွေးကြွခရိယန်သူကဘာလို့လဲဆိုတော့နတ်ဆိုးကိုအမေရန်တိုက်ခိုက်နေတဲ့သူတယောက်ကအမေရန်ရှုံးနေတော့သူတယောက်ဖြစ်ပါတယ်ဒါကြောင့်မို့တင်နေကျွန်တော်နတ်ဆိုးကိုစပြီးတော့နေ့ရက်တိုင်းမှာစတိုက်ခိုက်နေပြီဆိုတင်နေကျွန်တော်ကရှုံးနေတဲ့ခရိယန်ဖြစ်နေလို့ဖြစ်ပါတယ်နောက်တစ်ခုကျတော့အောင်ပွဲခံခရိယန်ဒီအောင်ပွဲခံခရိယန်ကျတော့ဘာဖြစ်လဲဆိုတော့ဒီလူတယောက်ကျတော့ဖွင့်ပြချက်ကိုနားလေတဲ့သူနှုတ်ပတ်တော်ကိုပြပြဝဝနားလေထားတဲ့သူထိန်းချုပ်မှုအောက်မှာရှိတော့သူခေါင်းဆောင်ရဲ့အောက်မှာရှိနေတဲ့သူတယောက်ဖြစ်ပါတယ်ဒီလူတယောက်ကျတော့ရေရဲနဲ့မတ်တရစွာနဲ့သူဘတူလေးဆိုတာမိမိကိုအခွင့်အာဏာကိုနားလေပြီးမှသူကနည်းနည်းတဲ့ဖွင့်ပြချက်နဲ့သွားနေတဲ့သူကဒီတယောက်ကအောင်ပွဲခံခရိယန်ဖြစ်ပါတယ်ကပ္ပ prophet ယူဘဲအင်ချေကဘာပြောတယ်လဲဆိုတော့လူတွေကဘုရားကျောင်းထဲမှာလာပြီးမှလွတ်မြောက်ကြတယ်လို့ထင်ကြတယ်တချို့တွေပေါ့နော်ဝိညာဉ်တော်လှုပ်ရှားတဲ့အခါမှာဂျမ်ပင်ပေါ်မှာလူလိမ့်သွားတယ်ပြီးတော့အာရပါရအော်ဟစ်ကြတယ်ဘုရားကိုလည်းချီးမွမ်းကြတယ်နောက်တစ်ခုကျတော့အော့အန်တာပေါ့နော်ဝိညာဉ်တော်တူးထီလာတဲ့အခါမှာအော့အန်တယ်လို့ထင်ကြတယ်ဒီအရာကိုလူတွေကမြင်တာကဟာဒီလူတယောက်ကတော့လွတ်မြောက်သွားပြီပဲဒီလူတယောက်ကလွတ်မြောက်တဲ့သူလို့ကျွန်တော်တို့ကအများပိုင်းကထင်ကြပါမယ်ဒီအရာကစစ်မှန်တဲ့လွတ်မြောက်ခြင်းမဟုတ်သေးဘူးဖြစ်ပါတယ်စစ်မှန်တဲ့လွတ်မြောက်ခြင်းဆိုတာကဘာထေကနေလာတာလဲနှုတ်ပတ်တော်ဖွင့်ပြချက်ထဲကနေလာတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တတ်တာထဲမှာကလူတွေတော်တော်များများကကမ္ဘာ prophet ယူဘဲအင်ဂျယ်ကဘာပြောတယ်လဲဆိုတော့လူတွေကတော်တော်များများကလွတ်မြောက်ခြင်းကိုပဲရှာဖွေကြတယ်တဲ့ဒီမှာချီးရှုနေကြတဲ့တင်နဲ့ကျွန်တော်တင်လွတ်မြောက်ခြင်းကိုရှာဖွေနေတယ်ဆိုရင်တင်မားနေပြီတင်နဲ့ကျွန်တော်ကကေတင်ချင်းကိုရှာဖွေမှတင်နဲ့ကျွန်တော်ကနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှာရမှာဖြစ်ပါတယ်ရှင်မသက်အခန်းကြီး6အခန်းငယ်33မှာဒီလိုပြောထားတယ်ဘုရားခင်၏နိုင်ငံတော်နဲ့ဘုရားခင်နိုင်ငံတော်ကိုဘုရားခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေ့ဦးစွာရှာပါလို့ပြောတာဖြစ်ပါတယ်ထိုနောက်မှထိုအရာကိုထပ်၍ပေးတော်မူလက်တံဒီနေရာမှာယေရှုကိုရှာပါလို့မပြောထားဘဲနဲ့နိုင်ငံတော်ခင်းတတ်ပြပါတယ်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုဥစွာရှာလို့ပြောတဲ့အရာကကျွန်တော်တို့ကဘာဖြစ်လဲထိန်းချုပ်မှုအောက်မှာရှိနေရမယ်ကျွန်တော်တို့ကဖျားလူတွေရဲ့အောက်မှာကျွန်တော်တို့ရှိပြီးမှကျွန်တော်တို့ရဲ့ church ကဘသူရဲ့အောက်မှာရှိနေရမလဲဆိုတော့ church က kingdom သခင်ယေရှုခရစ်တော်ရဲ့နိုင်ငံတော်ဘုရားခင်ရဲ့နိုင်ငံတော်ရဲ့အောက်မှာကျွန်တော်တို့ကဘာဖြစ်လဲနိုင်ငံတော်ရဲ့အောက်မှာရှိနေရမှာဖြစ်ပါတယ်ဒါကြောင့်မို့တင်နဲ့ကျွန်တော်ကလွတ်လပ်တဲ့ခရိယန်မဖြစ်ရဘူးတင်နဲ့ကျွန်တော်ကထိန်းချုပ်မှုအောက်မှာရှိတဲ့ခရိယန်ဖြစ်ဖို့ရအတွက်လိုအပ်တာဖြစ်ပါတယ်အဲ့တော့ဒီခရိယန်၃မျိုး
ဆိုတဲ့အရာကရှုံးနေတော့ခရိယန်စစ်သွေးကြွခရိယန်ပြီးတော့အောင်ပွဲခံခရိယန်တင်းနဲ့ကျွန်တော်အောင်ပွဲခံခရိယန်ဖြစ်တင်းနဲ့ကျွန်တော်ရေးရင်မတ်တရမှာတင်းနဲ့ကျွန်တော်ကအရာအားလုံးကိုလွန်မှုတော့သူအောင်မင်တော့သူကိုဘဒူလေးဆိုတာအခွင့်အာဏာအပြည့်ဝနားလည်ထားတော့သူတယောက်ဖြစ်မတ်တရဖွေရအတွက်လိုအပ်တာဖြစ်ပါတယ် Good to you အားလုံးကိုကျေးဇူးတင်ပါတယ်